ထရက်ကားနောက်ဖုံးကနေပွင့်သွားပြီးကောင်းကောင်းစာကျွေးထားတဲ့ငါးပေါင်းထောင်ချီဟာစမ်းရည်ကန်ထဲကိုတပြားပြားနဲ့ပြုတ်ကျကုန်တဲ့အသစ်ဆက်ဆက်လိုဖြစ်နေတဲ့ကန်ကိုကြည့်ရင်မျက်နှာပေါ်ကရွှွနဲ့ရည်တွေကိုတုပ်လိုက်တဲ့ရှောက်ကွေးဖာကငါစီးပွားရေးကိုဖျက်မလို့လားစိမ့်လိုက်တာဒါပေမဲ့နောက်ဆုံးလက်တဆုပ်စာအစာကိုမကြွေးခင်ငါနောက်ကနေ break အုပ်တန်အကျယ်ကြီးကြားလိုက်ရတယ်ကားတကားကိုကန်ဖွင့်လိုက်ပြီးရှောက်ကွေးဖာကမောဟိုက်ပြီးမျက်နှာနီမြန်းကပြေးလာတဲ့ချန်ရှောင်းမင်းခွေးမသားကန်ထဲကငါးတွေကိုကင်ဖို့မင်းကိုဘသူခွင့်ပြုလို့လဲငါစက်ကရိယာတွေနဲ့ငါးပေါင်းထောင်ချီဘယ်ရောက်သွားလဲတညာတဲ့နဲ့မင်းအကုန်လုံးကိုစုပ်ထုတ်လိုက်တာပဲညွှန်ကြားရေးမှုရှောက်ခမားကြိုက်တာစားလို့ရပေမဲ့စကားကိုတော့ရှောက်မပြောနဲ့ခမားငါးတွေဟုတ်လားသားပေါက်တွေကိုငါဝယ်ခဲ့တာအစာကိုလည်းငါပဲကြွေးခဲ့တာစက်ကရိယာအားလုံးကိုငါအိတ်ကက်ထဲကစိုက်ထုတ်ပေးခဲ့တာငါပစ္စည်းငါယူတာခိုးတာလားကန့်လန့်တိုက်တာပဲအဲ့ဒီကန်ကရွာပိုင်စုပေါင်းပစ္စည်းပဲထဲမှာရှိတဲ့အရာအားလုံးကလည်းရွာပိုင်တာအခုချက်ချင်းငါးတွေကိုပြန်ပေးပြီးမူလအတိုင်းထားလိုက်ဒါမှမဟုတ်ဒီနေ့ပဲမင်းကိုဖမ်းဖို့ရဲခေါ်လိုက်မယ်ရဲခေါ်မလို့လားကောင်းပြီရောက်လာရင်သူတို့ပဲဆုံးဖြတ်ပါစေအိမ်ငါတယောက်ကတက်တန်းမပြည့်ခင်မထွက်ရဘူးလို့ဘယ်ဥပဒေမှာပါလဲချမ်းမင်းလောက်တာမမှန်ဘူးမနေ့ကမှမင်းကိုအိမ်လာခတိုးမဲ့အကြောင်းတရားဝင်အကြောင်းကြားထားတာအခုတော့မင်းဘာသာမင်းကန်ကိုစုပ်ထုတ်လိုက်တယ်ကျိုးတစ်ချောင်းတောင်မကြံခဲ့ဘူးနောက်အိမ်လာကဘာလို့ရတော့မှလဲဒါကရွာရဲစုပေါင်းပစ္စည်းကိုမတမာတဲ့စိတ်နဲ့ဖျက်ဆီးတာပဲပိုဆိုးတာကဒါကြောင့်လာမယ့်နှစ်မှာကန်ကိုပုံမှန်အတိုင်းပြန်မငားနိုင်တော့ပဲငါတို့ရရှိမဲ့ဝင်ငွေတွေအကြီးကျယ်ဆုံးရှုံးသွားပြီးဥပဒေအရဆိုရင်နင့်နာကြီးအားလုံးကိုမင်းတာဝန်ယူရမယ်ငါးတွေနဲ့စက်ကရိယာတွေကိုပြန်ပေးုံတင်မကဘူးအိမ်လာကဆုံးရှအုံးမှုအတွက်6000လဲပေးရမယ်ချမ်းဒါကိုအဝေးကြီးအထိမဆွဲသွားဖို့ငါကြံပေးခြင်းနဲ့ရုံရောက်ကြောက်ဖြစ်ရင်မင်းဘဝပြတ်သွားလိမ့်မယ်အဲ့ဒီကြရင်လဲမင်းပေးနိုင်မှာမဟုတ်ဘူးစကားလေးလုံးတည်းနဲ့တခိုးရုပ်တီကိုအပြစ်ပြောစရာမရှိအောင်ဖုံးကွယ်လိုက်တာပဲငါချွေးဆက်ကြခံပြီးရှာထားတဲ့ပတ်စံတွေကိုသူတို့ကလူကျင်နေကြတာနောက်ဆုံးတော့ငါကပဲသူတို့ကိုတခုခုကြွေးတင်နေတယ်လို့ဖြစ်သွားတယ်ရှောက်ကွေးဖာကသူ့ရောက်ဖဥပဒေအကြောင်းပြောတာကိုကြားတော့ခါပြန်ဆန့်လာတယ်ရှိုးကတက္ကသိုလ်ကျောင်းသားပဲဟုတ်တယ်ဥပဒေကိုနားလေတယ်ဒီနေ့ငါးတွေနဲ့စက်ကရိယာတွေကိုမအပ်ပဲနောက်ထပ်6000မပေးရင်ဒါကဒီမှာတင်ပြီးမှမဟုတ်ဘူးငါကိုလာပြီးဥပဒေအကြောင်းစာချုပ်အကြောင်းပြောတာလားလာစမ်းတက္ကသိုလ်ကျောင်းသားမျက်လုံးကိုတေချာဖွင့်ပြီးကြည့်လိုက်စာချုပ်တက်တန်းကုံဆုံးချိန်တို့မဟုတ်တက်တန်းမပြည့်ခင်ဖြတ်သိမ်းချိန်တွင်အပိုင်းခဒီငါးကန်ဤပင်မဖွဲ့စည်းပုံကိုပြန်လည်အနံ့ရမည်အပိုင်းဗန်းမမိမိအစီအစဉ်ဖြင့်ထည့်သွင်းထားသောရေထွက်ပစ္စည်းများနှင့်စက်ပစ္စည်းများကိုအပိုင်းဗန်းမစီမံခန့်ခွဲရမည်ဖြစ်ပြီးရွာ၏စုပေါင်းပိုင်ဆိုင်မှုအဖြစ်ထည့်သွင်းမည်မဟုတ်ပါချန်ရှုမင်းအရန်ဆရာမလုံးနဲ့စက်ကရိယာတွေကမင်းဟာပဲထားပါတော့ဒါပေမဲ့ငါးတွေကရွာကရေနဲ့ကြီးလာတာညဘက်ကြီးယူသွားတာကစုပေါင်းပိုင်ပစ္စည်းကိုရွှေ့ပြောင်းတာပဲဥပဒေအရဆိုရင်ငါးတွေကကန်ကိုမိခိုပြီးအသက်ရှင်ရတာဖြစ်လို့ခွဲထုတ်လို့မရတဲ့ပိုင်ဆိုင်မှုပဲတော်ဆန်းခွဲထုတ်လို့မရဘူးဟုတ်လားငါရေတွေအကုန်စုပ်ထုတ်လိုက်ပြီးငါးတွေကငါးထရက်ကားပေါ်မှာခုန်ပေါက်နေတုံးပဲဒါကခွဲထုတ်လို့မရတာလားရေသုံးခအတွက်တစ်နှစ်ကို2800ခမားတို့ကိုငါပေးနေတာငါးသားပေါက်တွေကိုငါဝယ်ခဲ့တာအစာတွေကိုလည်းအိတ်နဲ့ငါပဲတည်ခဲ့တာအခုကြမှငါးတွေကရွာပိုင်တာလို့လာပြောနေတာလားဒါဆိုခမားတို့မြေပေါ်မှာစိုက်ထားတဲ့ကော်ဖီထုတ်တွေမှဲ့သွားရင်ရွာသားအားလုံးကသွားခုတ်လို့ရတာပေါ့ဒီကရံပွဲကအရန်ကြီးနေပြီးငါးရှင်တဲ့ထရက်ကားတရားစင်ကျော်တောင်ပေါ်ကိုဝင်လာတဲ့စုညံတန်းကြောင့်ဘေးရွာကလူတွေနဲ့ဒီကလူတွေပါပွဲကြည့်ဖို့ရောက်လာကြပြီကဲလူများကြီးပဲအားလုံးကဝေဖန်ပေးကြပါငါချန်ရှုမင်းရွာကဒီရှုံပွဲကန်ကိုငှားထားတာ3နှစ်ရှိပြီတစ်နှစ်ကို2800ပေးရတယ်တရက်4000နောက်ကျခဲ့တာမရှိဘူးအခုကန်ကနေပတ်စံရခါနီးမှညွှန်ကြားရေးမှုလျှောက်ကတက္ကသိုလ်ကျောင်းသားရောက်ဖနဲ့ရောက်